내 이름은 장건우, 24살이다. 나는 어릴 때부터 잘생긴 외모로 사랑받으며 살아왔다. 그래서 언제나 많은 남학생들의 첫사랑의 첫사랑이었다. 나는 잘생겼다는 이유로 벌 수 있는 돈이 많았고 뭐 특별한 목표 없이 모델 생활을 하며 살고 있다. မင်္ဂလာပါဗျာပြီးခဲ့တဲ့အပိုင်းမှာကျွန်တော်တို့ရဲ့ဇက်လိုက်ရီကြီးတယောက်9လသားအရွယ်ကလေးငယ်ဘဝနဲ့ရက်ဆက်စွာတည်ဆုံးခဲ့ရတာကိုကြည့်ပြီးတော်တော်လေးစိတ်မကောင်းထိခဲ့ရတယ်ဟုတ်အခုဆိုရင်ရီကြီးဟာတည်ချင်းတရားကိုကြောက်ရွံ့ယုံတွေမကပဲတည်မင်းကိုပါတံပြန်စင်ခေါ်ဖို့ပြင်ဆင်လာပါပြီဒီနေ့မှာတော့အပိုင်းလေးရဲ့ recap ကိုတင်ဆက်ပေးမှာပါဒီအပိုင်းမှာတော့ရီကြီးဟာတချင်ကသူအရန်ချစ်ခဲ့ရတဲ့ချစ်သူဂျီဆူးနဲ့ပြင်ဆုံရမယ့်အပြင်သူ့မဝတွေကိုဖျက်ဆီးနေတဲ့တကယ့်တရားခံအစ်စ်ကိုပါတွေ့ရတော့မှာပါတေးမင်းကရီကျဲကိုနောက်ထပ်ခန္ဓာကိုယ်တစ်ခုတည်းထည့်ပေးလိုက်ပါတယ်ဒီတစ်ခါတော့အရင်ဘဝတွေနဲ့မတူပဲအရန်ကိုချောမောခံရတဲ့ model လေးဂျန်ကွန်ဦးရဲ့ကိုယ်ထဲကိုရောက်သွားတာပါဂျန်ကွန်ဦးဟာနာမည်ကြီး model တယောက်ဖြစ်တယ်လို့ပတ်စံလဲချမ်းသာပါတယ်ရီကျဲဂျန်ကွန်ဦးအဖြစ်နဲ့ဒီဘဝမှာအေးအေးရှိရှိရှင်တန်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ကန်ဂျမာကစမ်းကြယ်ပါတယ်သူကဖေးတစ်ခုမှကူညီလုပ်ဖင်နေတော့သူအရန်လွမ်းဆွနေရတဲ့ချစ်သူဟောင်းလီဂျီစုနဲ့မမျော်လင့်ပဲပြန်ဆုံခဲ့ပါတယ်ဂျီစုဟာရီကျဲတည်ဆုံးသွားပြီးနောက်မှာအရန်ကိုဝမ်းနဲ့ခြေကွေးမိခဲ့တာပါရီကျဲဟာဂျန်ကွန်ဦးရဲ့ကိုယ်ထဲကနေဂျီစုကိုဂယုစိုက်ပေးရင်သူတို့နှစ်ယောက်ကြားမှာတန်ရောစင်တွေပြန်ဆလာပါတယ်ရီကျဲကသူဟာရီကျဲအစ်စ်ထီချောင်းဖွင့်ပြောခြင်းပေမဲ့တေမင်းရဲ့စီးမင်းအရာပြောလိုက်ရင်ချက်ချင်းတေရမှာမို့လို့အောင်ထားခဲ့ရပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့သူဟာဂျန်ကွန်ဦးမထိနိုင်တဲ့သူတို့နှစ်ယောက်ရဲ့အမှတ်အတရားတွေကိုပြောပြရင်ဂျီစုကိုသူဘသူလဲဆိုတာတွေ့ဝိုက်ပြီးသိအောင်လုပ်ခဲ့ပါတယ်ရေကြီးနဲ့ကွန်ဦးတို့လောင်းရှောင်နေတော့မှပဲထိတ်လန့်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုထွက်ခဲ့ပါတယ်အရှိန်နဲ့မောင်းလာတဲ့ကားတစ်စီးကသူတို့နှစ်ယောက်ကိုတဲ့တဲ့ကြီးဝင်တိုက်လိုက်တာပါအဲ့ဒီကားကိုမောင်းလာတဲ့သူကတော့တခြားသူမဟုတ်ပါဘူးပတ်တေဦးပါပဲပတ်တေဦးဟာကားပေါ်ကဆင်းလာပြီးတေအန်ဆဲဆဲချက်နေတဲ့ခုံဦးကိုကြည့်ပြီးလောင်ပြောင်ပါတယ်သူဟာလူတက်ရတာကိုဝါဒနာပတဲ့စိတ်ဝေဒနာရှင်တယောက်ဖြစ်ကြောင်းဒီနေရာမှာအထင်ရှားတွေ့လိုက်ရပါတယ်ရီဂျီဟာသူ့ရှေ့ရင်ဂျီဆူးတေဆုံးသွားတာကိုမြင်လိုက်တဲ့အခါမှာတော့သူ့ရဲ့ဝမ်းနည်းမှုတွေကပြင်းထန်တဲ့ဒေါသအဖြစ်ပြောင်းလဲသွားပါတော့တယ်သူဟာခုနှစ်ကြိမ်မြောက်အဖြစ်ဂျီဆူးနဲ့အတူတေဆုံးသွားခဲ့ရပါတယ်တေမင်းစစ်ပြန်ရုပ်တဲ့အာမှာတော့အရင်ကလိုကြောက်ရွံ့နေတဲ့ EJ မဟုတ်တော့ပါဘူးသူဟာတေမင်းစီကတနက်ကိုလူယူပြီးတေမင်းကိုပါပစ်တက်ဖို့စ조사ခဲ့ပါတယ်ဒါပေမဲ့တေမင်းကရေမောပြီးမင်းကငါ့ကိုတတ်ချင်တာလားငါကတေချင်းတရားကိုယ်တိုင်ပဲလို့ပြောပြီးသူ့ကိုပြင်းပြင်းထန်ထန်နှိပ်စက်ပါတော့တယ် EJ ကမင်းကငါ့ကိုဘဝဒီထဲပို့ပေးနေတာမဟုတ်ဘူးငါ့ကိုနာကျင်အောင်လုပ်နေတာပဲလို့အော်ဟစ်လိုက်ပါတယ်ဒါပေမဲ့တေမင်းကသူ့ကိုနောက်တကူတည်းထပ်ပို့လိုက်ပြန်ပါတယ်ဒီတစ်ခါသူရောက်သွားတဲ့ကူကတော့တကယ့်ကိုထူးခြားပါတယ် Episode 4 အဆုံးမှာတော့ရီဂျေဟာသူ့ချစ်သူကိုတက်ခဲ့တဲ့ပါတေဦးကိုကလဲ့စားချေဖို့ပြင်းပြရတဲ့စန္ဒာတွေထိပေါ်နေပါပြီသူနောက်ထပ်ဝင်စားရမယ့်သူကတော့ဂျုံဂျူချဲဆိုတဲ့ပန်းကြီးဆရာတယောက်ပါဒါပေမဲ့ဒီပန်းကြီးဆရာကရိုးရိုးပန်းကြီးဆရာမဟုတ်ပဲလူသက်သမားတွေကိုပြန်တတ်တဲ့လူသက်သမားတယောက်ထင်နေခဲ့ရင်ရောရီဂျေတယောက်လူသက်သမားရဲ့လက်ကိုတုံးပြီးပါတေဦးကိုဘလို့ကလဲ့စားချေမလဲတရားမျှတမှုနဲ့ကလဲ့စားချေခြင်းကြမှာသူ့ဘာကိုရွေးချယ်မလဲဆိုတာ Episode 5 recap မှာဆက်ချလိုက်ရအောင်ဗျာခင်ဗျားတို့ရောပါတေဦးလိုလူစားမျိုးကိုဘလို့ပြစ်ဒဏ်ပေးတဲ့တယ်လို့ထင်တယ်လေ comment မှာပြောခဲ့ကြအောင်နော်နောက်ထပ်အပိုင်းတွေအတွက် like နဲ့ follow လုပ်ထားဖို့မမေ့နဲ့အောင်ဗျာအားလုံးပဲနောက်အပိုင်းမှာပြန်တွေ့ကြမယ်